မထေမြတ်တို့ဤအမတ်တရားစကားများအပိုင်း30ဒီနေ့ပုံနမာတမထေမြတ်ရဲ့အမတ်တရားစကားကိုနားဖြစ်တယ်ဒီမထေမြတ်တွေပြောတဲ့အမတ်တရားစကားတွေဟာအရက်ထဲမှာအများပြောတဲ့စကားတွေနဲ့တော့မတူဘူးပေါ့နော်တရားဓမ္မနဲ့ပတ်သက်ပြီးတော့ပြောတဲ့စကားတွေဖြစ်သည့်အတွက်ကြောင့်တာမန်ကြားရတဲ့ကြားနေကြစကားမျိုးတော့မဟုတ်ဘူးသို့တော်လည်းဘဝအတွက်မှာတန်ဖိုးရှိတဲ့စကားတွေဖြစ်ပါတယ်ဆင်ញင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်မိမိတို့ဘဝအတွက်အလွန်တန်ဖိုးရှိတဲ့အမတ်တရားစကားမျိုးတွေဖြစ်လို့ဒီအမတ်တရားစကားနဲ့ပတ်သက်ပြီးတစ်စိတ်တစ်စောင်းထိုပုဂ္ဂိုလ်အရှင်မြတ်တို့ရဲ့အကြောင်းတရားတွဲဖက်ပြီးတော့သိလာတဲ့အခါမှာကိုယ့်ဘဝကိုယ့်အခြေအနေကိုလည်းဆင်ញင်သုံးသပ်ကြည့်လို့ရနိုင်တယ်ပေါ့အနာဂတ်ကိုမျှော်ကြည့်လို့ရှိရင်ကိုယ်ပဲလမ်းကြောင်းကိုရှောင်နေတယ်ဆိုတာတစ်စိတ်တစ်စောင်းမြင်တွေ့ရမှာပဲဖြစ်တယ်ပေါ့လောကလူသားတွေဟာဘဝရလာတဲ့အခါမှာကိုယ်သွားရလမ်းကြောင်းကြီးတွေနဲ့မိမိတို့ရဲ့အမြင်အားလျော်စွာခံယူချက်အားလျော်စွာရှောက်လန်းပြီးသွားနေကြတာသာဖြစ်တယ်။မင်္ဂနဲ့လမ်းကြောင်းတစ်ခုပေါ်မှာမသွားဘူးဆိုလို့ရှိရင်ဒီတဲ့ကြီးမားတဲ့ဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံကြမှာ။အဲဒါကြောင့်မို့ဘဝမှာကိုယ်သွားတဲ့လမ်းကြောင်းကိုရှင်းရှင်းကြီးသိမြင်တာဟာအလွန်ကောင်းတဲ့တန်ဖိုးရှိတယ်။သိလဲသိတဲ့နဲ့ပေါ့ကိုယ်ပဲသွားနေတယ်ဆိုတာကိုယ့်အကိုသိရမှာဖြစ်တယ်အမှတ်တမဲ့တော့မနေတယ်ဘူးအမှတ်တမဲ့နေလိုက်လို့အခွင့်အရေးတစ်ခုဆုံးရှုံးသွားပြီဆိုရင်ထိုအခွင့်အရေးမျိုးဟာပြန်ရတာမျိုးမရှိဘူးဒါမို့အခွင့်အရေးဆိုတာနှစ်ခါမရှိဘူးလို့ပြောလို့ရှိကြတယ်ကောင်းမြတ်တဲ့အခွင့်အရေးတွေဟာတစ်ခါတရံသာလင်ကြုံကြိုက်လာကြတာဖြစ်တယ်အဲ့တော့ဒီပုဏ္ဏမာသဆိုတဲ့မထေမြတ်ရဲ့အမှတ်တရစကားလေးကတော့သူပြောခဲ့တဲ့ပါဠိဘာသာနဲ့ပြောတဲ့စကားလေးအတိုင်းအရင်နားထောင်ကြည့်ရမှာဝိဟရိအပိက္ခံဣထဝါဟုရံဝါယောဝိတကုသမိတောယတတောတဗေတုဓမ္မေတုအနုပလိတ်တောလောကတ္တစဉ္ညာဥဒယပယံစာသူပြောခဲ့တဲ့စကားလေးပေါ့နော်သူပြောခဲ့တဲ့စကားလေးဟာလောကလူသားတွေရဲ့အမြင်နဲ့တော့စမ်းကြင်ကောင်းစမ်းကြင်နေမှာဖြစ်တယ်ပေါ့ပုဂ္ဂိုလ်တယောက်ဟာထူးခြားတဲ့အမြင်တစ်ခုရှိလာတယ်ထူးခြားတဲ့အမြင်ဆိုတာဘာတော့လောကတ္တစဉ္ညာဥရိယပယံစလောကကိုသေချာစဉ်းစားကြည့်လိုက်လို့ရှိရင်ဖြစ်ပေါ်လာပြီးတဲ့နောက်ပျက်စီးသွားတာတွေကြီးပဲတွေ့ကြမှာဖြစ်တယ်ပေါ့ဥဒယပယဆိုတာဖြစ်ပေါ်လာခြင်းနဲ့ပျက်စီးသွားခြင်းဖြစ်ပေါ်လာခြင်းနဲ့ပျောက်ကွယ်သွားခြင်းဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်ပေါ့လောကမှာဘုန်းကြီးတို့တွေမြန်မာနိုင်ငံမှာပဲကြည့်မြန်မာနိုင်ငံမှာဖြစ်ပေါ်လာကြပြီးတဲ့နောက်မှာလူသားတွေဟာပျောက်ကွယ်သွားကြတယ်တရိခိတရာခေတ်လို့ခေါ်တဲ့ဒီ400စုခေတ်ကိုကြည့်လိုက်မယ်ဆိုရင်ဓာတ်တပေါင်းမင်းတို့မြန်မာနိုင်ငံမှာထင်ရှားတဲ့ပြူလူမျိုးတွေတို့တစ်ခေတ်မှာဖြစ်ပေါ်လာခဲ့ကြပြူတွေရဲ့နေထိုင်သွားတယ်ဆိုတဲ့ပြူလူမျိုးတွေရဲ့နေထိုင်သွားတဲ့ခြေရာလက်ရာသူတို့သုံးစွဲခဲ့တဲ့ပစ္စည်းဥစ္စာသင်္ခါရထဲမှာတတန်းရှိကြတဲ့သင်္ခါရတွေဟာမြေကြီးအောက်ရောက်သွားလို့တူးဖော်တဲ့အခါမှာတွေ့နေကြတော့မယ်တကောင်းမျိုးဟောင်းကိုတူးလိုက်တဲ့အခါမှာလဲတကောင်းပြူတွေရဲ့ပြူလူမျိုးတွေသုံးစွဲသွားတဲ့နေရာတွေသူတို့ရဲ့အသုံးဆောင်ပစ္စည်းတွေသေဆုံးသွားတဲ့အခါမြုပ်နှံခဲ့တဲ့အယိုးတွေဒါတွေဟာတူးဖော်လို့တွေ့ရှိနေကြတခါဟလင်းဆိုတဲ့နေရာကိုကြည့်လိုက်ရွှေဘုံနာကဟလင်းဆိုတဲ့ရွာကြီးမှာလည်းပဲ
တော့ပြုလူမျိုးတွေရဲ့ခြေရလက်ရတယ်ရှားဝေလို့တွေ့နေတော့မှရှိတယ်ထို့တူပဲမက္ခရာပြုတို့နောက်သရိခိတရာပြုတို့မြန်မာနိုင်ငံမှာတကယ်နေထိုင်သွားတဲ့ပုဂ္ဂိုလ်တွေရဲ့အခြေအနေတွေကိုလိုက်ပြီးတော့ကြည့်နောက်ဆုံးအနိကဆုံးပြောမယ်ဆိုလို့ရှိရင်မြန်မာတွေရဲ့ဘယင်ခေတ်နောက်ဆုံးပိတ်မန္တလေးခေတ်မင်းတို့မင်းသီဘောမင်းတို့နေထိုင်သွားတဲ့နန်းတော်ကြီးကဝင်းချံကြီးရှိနေတော့မှရှိသေးတယ်ပေါ့နော်မြင်းနေချတော့မယ်သူတို့ရဲ့ခြေရလက်ရတွေဟာအထင်သာမြင်နေရတာသူတို့ရှိသေးလားလို့ဆိုမရှိတော့ပျောက်ကွယ်သွားပြီအဲ့ဒီလိုလူလောကကြီးဟာဒီဖြစ်ပေါ်လာသမျှအရာခတ်သိမ်းဟာပျောက်ကွယ်နေတာပဲဆိုတာမှန်ကန်တဲ့အမြင်တစ်ခုပဲဒါမှန်ကန်တဲ့အမြင်တစ်ခုတို့တွေလည်းဒီနေ့ကျရင်ပျောက်ဆုံးသွားတဲ့ထင်မှရောက်သွားကြမှာခုချိန်မှာတို့တွေဟာဖြစ်နေကြတယ်ဥရိယဖြစ်လာနေကြတယ်ပေါ်တက်လာကြတယ်ဝရပျောက်ဆုံးသွားကြမှာပျောက်ကွယ်သွားကြမယ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဆိုတဲ့လောကကြီးရဲ့ဥရိယဘယံဖြစ်ပေါ်လာလိုက်ပျောက်ကွယ်သွားလိုက်ဆိုတဲ့အခြေအနေတွေကိုစင်ညာအသိဉာဏ်နဲ့သိရှိနားလည်အောင်ကြိုးစားရမယ်တို့ခဏနားလည်တဲ့စကားနဲ့ပြောရင်တရားအထုတ်ခိုင်းတာရှုခိုင်းတာဘုန်းကြီးတို့တွေကတရားအထုတ်နိုင်သလားလို့ဆိုအချိန်ပြည့်မလုပ်နိုင်ကြဘူးဘဝမှာအကြောင်းကိစ္စတွေအမျိုးမျိုးတွေကဒီအချိန်ပြည့်ဒါတွေကြီးပဲထိုင်မစင်းစားနိုင်တဲ့အခါကြတော့နေ့စဉ်စာဝတ်နေလုပ်နေကြအဲ့တော့ရံပါရံခါလေးအလပ်ပြီဆိုတဲ့အချိန်လေးမှာကိုတယောက်တည်းနေတဲ့အခါတွေးကြည့်လိုက်သူများတွေမတွေးတောင်မှပဲကိုယ့်ရဲ့မျိုးစင်ဆက်တွေကိုတွေးကြည့်လိုက်နော်အခုဒီထဲမှာဒေါက်တာချိုချိုသန်းနဲ့ပြောမယ်ဆိုလို့ရှိရင်အဖေကြီးအမေကြီးဖြစ်လာခဲ့ပြီးတဲ့နောက်ပျောက်ကွယ်သွားပြီဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတယ်အားလုံးဟာဒီတိုင်းပဲဖြစ်လာပြီးတဲ့နောက်မှာပျောက်ကွယ်သွားရတယ်ဆိုတာဟာဒီသဘာဝတရားကိုသိရှိနားလည်မှလောကရဲ့အစစ်အမှန်အခြေအနေတရားကိုသိရှိနားလည်ဒီလိုသိတာဟာအကျိုးမရှိဘူးလို့တာမန်ပုဂ္ဂိုလ်တွေကတော့ထင်ကောင်းထင်မယ်များစွာအကျိုးရှိတယ်လောကကြီးဆိုတာဟာမတည်မြဲဘူးဖြစ်လာပြီးတဲ့နောက်မှာပျောက်ကွယ်သွားတယ်ဆိုတာသိကိုသိရမယ်မသိလို့ရှိရင်လူဟာအမှတ်တမဲ့နေတယ်ဆိုတဲ့အဓိပ္ပာယ်ရောက်သွားမသိခြင်းဟာအဝိဇ္ဇာအဝိဇ္ဇာအမှောင်ထဲမှာနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာမှမသိဘူးပေါ့နော်အလင်းနဲ့ရောက်လာပြီဆိုလို့ရှိရင်အလင်းနဲ့မှမြင်သာတဲ့အရာတွေအားလုံးဟာဘာတွေဖြစ်လို့ဘာတွေပျောက်ကွယ်နေတယ်ဆိုတာကိုသိရှိနားလည်ကြမှာဒီတဲ့တဆင့်တက်စဉ်းစားလိုက်လို့ရှိရင်ကိုယ်ခန္ဓာမှာရှိနေတဲ့ယုတ်တရားနံတရားတွေဟာမနေ့ကယုတ်တရားနံတရားတွေညနေမှမရှိဘူးဒါခက်ကြဲကြဲပြောတာနော်မနေ့ကယုတ်တရားနံတရားတွေဟာဒီကနေ့ဒီနေ့မှမရှိတော့ဒီလိုဆိုလို့ပျောက်ကွယ်တယ်အဲ့တော့ဒီတဲ့အသေးစိတ်လိုက်တဲ့အခါမှာအသက်ရှူသွင်းလိုက်တဲ့အချိန်မှာဖြစ်တဲ့ယုတ်တရားနံတရားတွေအသက်ပြန်ပြီးတော့ရှိုက်ထုတ်လိုက်တဲ့အချိန်မှာမရှိတော့ဘူးရှိုက်ထုတ်လိုက်တဲ့အချိန်မှာရှိတဲ့အရာများသည်ရှူသွင်းလိုက်တဲ့အချိန်မှာပျောက်သွားပြီမျက်စိတမိတ်လျှက်တစ်ပြည့်အတွင်းမှာအလုံးကပေါ်လာလိုက်ပျောက်လာလိုက်ဆိုတာကတော့ဉာဏ်နဲ့မှမြင်လို့ရတယ်။တာမန်အကြည့်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်လောကလူသားတွေဟာပျောက်ဆုံးပြီးတော့နော်ဖြစ်ပေါ်လာတဲ့လူသားတွေဟာအဟောင်းတွေပျောက်ဆုံးပြီးအသစ်တွေပေါ်နေတယ်ဆိုတာကိုတော့စဉ်းစားကြည့်လို့သိနိုင်တယ်ပေါ့နော်။အရာဝတ္ထုတွေအလုံးကလည်းပဲဒီတိုင်းပဲဖြစ်ပေါ်လာပြီးတဲ့နောက်ပျောက်ဆုံးသွားတယ်။ဒါကိုဒီပုံနာမတမထေမြတ်ကအမှတ်တမဲ့မနေဖို့သူကလောကလောကကြီးရဲ့ဥရိယပယံစဖြစ်ပေါ်လာမှုပျောက်ဆုံးသွားမှုကိုစင်ညာသိရမယ်သိအောင်ကြိုးစားပါလို့သူပြောတာတိုက်တွန်းတာအဲ့ဒါလို့သိတော့တပ်ပေတုဓမ္မေတုအနုပလိတ်တော်အဲ့လိုသိလိုက်တဲ့ဖြင့်ဘာကျိုးရှိတုံးဆိုတပ်ပေတုဓမ္မေတုဓမ္မအရာခတ်သိမ်း
မြင်သမျှကြားသမျှဟောသိရှိရသမျှအာယုံမှန်သမျှဆိုတဲ့ဓမ္မသဘာဝတရားမှန်သမျှအပေါ်မှာအနုပလိတ်တော်တွေ့တာမှုတွေဆွဲလန်းမှုတွေကင်းစင်သွားလိမ့်မယ်အနုမို့ဆိုရင်ဘုန်းကြီးတို့တွေဟာဖြစ်မှုပြက်မှုကိုမမြင်ဘူးဆိုလို့ရှိရင်သာဝရထင်ပြီးတော့လူချင်းလဲခင်မင်းနဲ့တွေ့တာတယ်ပစ္စည်းဥစ္စာကိုလည်းခင်မင်းနဲ့တွေ့တာတယ်ပတ်ဝန်းကျင်ကိုလည်းခင်မင်းနဲ့တွေ့တာတယ်ဆိုတာတွေနဲ့တွေ့တာမှုတွေနဲ့အမြင်မှားမှုတွေနဲ့လုံးလက်ခတ်ပြီးတော့နေတဲ့ဘဝကြီးပဲနော်လုံးလက်ခတ်နေတယ်တွေ့တာမှုတွေရှိသည့်အတွက်ကြောင့်ငါဟာလို့ထင်တယ်ငါလို့ထင်တယ်အမှန်မမြင်သည့်အတွက်ကြောင့်ငါလို့ထင်တယ်ငါဟာလို့ထင်တယ်သူ့တဘာဝတိုင်းသူဖြစ်နေတဲ့အရာတွေကိုငါဟာလောက်ပြီးတော့နေထိုင်နေကြတယ်တဲ့အကယ်၍သာဖြစ်မှုပြက်မှုဖြစ်လာခြင်းပျောက်ကွယ်သွားခြင်းဆိုတာကိုစိတ်တွေးပြီးတော့အသိဉာဏ်နဲ့ဆင်ញင်သုံးသက်ကြည့်နိုင်တယ်ကြည့်မယ်ဆိုလို့ရှိရင်နော်ခေါင်းထဲမှာရောက်သမျှအရာတွေအားလုံးဟာကိုတွေးတာရောမတွေးတာရောအားလုံးအပေါ်မှာငါလို့ပြောစရာလည်းတခုမှမရှိဘူးငါဟာလို့ပြောစရာလည်းတခုမှမရှိဘူးဆိုတော့တဏှာဆိုတဲ့အမြင်ဒိဋ္ဌိဆိုတဲ့အမြင်တွေနဲ့ကိုယ်စိတ်ထဲမှာလူးလဲပြီးတော့လုံးလက်ခတ်ပြီးတော့မနေတော့ဘူးစိတ်လေးဟာအဲ့ဓာတွေနဲ့အယုတ်ဆိုးအကြည့်တန်ဖြစ်မနေတော့နေ့စဉ်နဲ့ဘဝဘုန်းကြီးတို့တွေဟာဘာပဲဖြစ်ဖြစ်ငါလို့လဲထင်တယ်ငါဟာလို့လဲထင်တယ်ငါလို့ထင်တာမှန်သမျှတကယ်ကတော့သူ့တဘာဝအတိုင်းဖြစ်ပြီးသူ့တဘာဝအတိုင်းပြတ်သွားတဲ့အရာတွေဒါဖြစ်တယ်ပေါ့ငါဟာလို့ထင်တဲ့အရာတွေကလည်းသူ့တဘာဝအတိုင်းဖြစ်လာပြီးသူ့တဘာဝအတိုင်းပြတ်သွားတာလို့ဆိုတာဟာသိကြတယ်ပေါ့အဲ့ဒါကိုမစဉ်းစားလို့ရှိရင်တဘာဝတရားတွေပေါ်မှာငါဟာဆိုတဲ့ဆွဲလန်းမှုတွေနဲ့လူတွေရဲ့စိတ်ဟာညှဉ်းနှွမ်းနေကြတယ်လို့သူတို့ဆိုဒါတဘာဝတရားကြီးကိုရှင်းပြနေတာနော်အဲ့လိုအမှန်သိလိုက်တဲ့အခါမှာငါဟာဆိုတဲ့အတွေးတွေနဲ့စိတ်မှာညစ်ပေပြီးတော့မနေတော့ဘူးတဲ့ဝေတခုအရာခသိန်းကိုကြည့်လိုက်လို့ရှိရင်အသိဉာဏ်နဲ့ပဲသွားနေတယ်ဘာကြည့်လိုက်အသိဉာဏ်နဲ့ပဲစဉ်းစားနေအမှန်မြင်နေတယ်ဝေဒဆိုတဲ့အသိဉာဏ်နဲ့အသိဉာဏ်ဖြင့်လမ်းဆုံးပန်းတိုင်ကိုရောက်သွားတယ်သင်္ကတနယ်ကြီးတစ်ခုလုံးကိုသိပြီးအသင်္ကတနယ်ကိုမြုံမှန်းပြီးတော့သိရှိသိနိုင်နေတယ်မျက်မှောက်အားဖြင့်လည်းထင်ထင်ရှားရှားသိနိုင်တယ်အဲ့ဒါလို့အသိဉာဏ်နဲ့ဒီတကယ်ကိုအသင်္ကတနယ်ကြီးကိုပေါက်ရောက်သိသွားပြီဆိုလို့ရှိရင်ဘာဖြစ်တော့သမိတော်ယတ္တတော်သူဟာစိတ်နှလုံးအေးချမ်းမှုအပြည့်အဝရသွားစိတ်နှလုံးအေးချမ်းမှုကိုအပြည့်အဝရပြီးတော့ကိုယ်စိတ်လေးဟာတုန်လှုပ်မှုမရှိပဲနဲ့ငြိမ်းချမ်းနေတယ်အစစ်မှန်တရားပေါ်မှာရပ်တည်ပြီးတော့နေတယ်အဲ့ဒါလို့အကျင့်သီလလည်းမြဲသွားတယ်တမာတိအနေနဲ့လည်းမြဲသွားတယ်မြဲသွားလို့ဘာတွေကိုဖယ်ရှားပြစ်နိုင်တယ်လို့ဆိုဣဒဝါဒီလောကကိုရထားတဲ့ခန္ဓာပဲဖြစ်စေဟုရံဝါနောင်ခါရမယ်ခန္ဓာပဲဖြစ်စေသို့မဟုတ်ဣဒကိုယ့်ရဲ့အစ္ဆဒခန္ဓာပဲဖြစ်စေဟုရသူများရဲ့ဗဟိတခန္ဓာပဲဖြစ်စေအပိက္ခံတွေ့တာမှုတွေဆွဲလန်းမှုတွေအဲ့ဒါတွေအားလုံးကိုဝိဟရိဖယ်ရှားပြစ်နိုင်ပါတယ်လို့သူဆိုလို့အဲ့ဒါလို့မဟုတ်ဘူးဆိုရင်လူတွေဟာငဲ့ကွက်တွေ့တာပြီးတော့နေကြငဲ့ကွက်တွေ့တာမှုသည်စိုးရိမ်စိတ်ကိုပေါက်ဖွားစေတယ်လူတွေရဲ့တွေ့တာမှုမှန်သမျှဟာစိုးရိမ်စိတ်ကိုဖြစ်ပွားစေတယ်အဲ့တော့စိုးရိမ်စိတ်တွေကိုကြီးထွားစေတယ်ဒါကြောင့်မို့လို့လောကမှာတွေ့တာမှုတွေမကင်းသေးသမျှကာလပတ်လုံးစိုးရိမ်မှုတွေဟာ
စိတ်แท้ကပျောက်ပြဲပြီးတော့မသွားဘူးတဲ့အေးစိုးရိမ်စိတ်တွေရှိနေသမျှကာလပတ်လုံးဘယ်သောအခါမှစိတ်နှလုံးရဲ့အေးချမ်းမှုဆိုတာကိုမရနိုင်ပါဘူးလို့ဒါသူ့ရဲ့ဘဝမှာအမှတ်တရစကားကိုပြောခဲ့တဲ့စကားပြောခဲ့တာပဲဖြစ်တယ်ပေါ့နော်ဒီမထေမြတ်ရဲ့အမှတ်တရစကားလေးသူဘာဖြစ်လို့ပြောရတယ်လဲသူဟာဘယ်သူလဲဒီမထေမြတ်ရဲ့ဇလန်းလေးကိုအနည်းချင်းမှတ်သားပြီးတော့ကြည့်အောင်သူ့ရဲ့ဘဝနဲ့ပတ်သက်ပြီးတော့ဒီမထေမြတ်ဘဝစတင်ပြီးတော့မှတ်တမ်းဝင်လာတာဟာ90နဲ့တကဘာဒီကဘာကနေနောက်ပြန်သွားကြည့်လိုက်ရင်90နဲ့တကဘာမြောက်မှာဝိပဿနာမြတ်စွာဘုရားပွင့်တယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားပွင့်တဲ့အချိန်မှာသူဟာငှက်တကောင်ဘဝရောက်တယ်လောကလူတွေဟာအလေးအကျင့်ပဲမှာတော့တရိษံဖြစ်နေရင်လည်းအလေးအကျင့်ဆိုတာရှိတယ်စဉ်းစားကြည့်လေဒီမှာနေကြတဲ့အခါမှာပဲတတိထားကြည့်ကိုနဲ့နေ့စဉ်ကြုံတွေ့နေတဲ့ခွေးတရိษံတွေပဲကြည့်လိုက်ဝါသနာတွေရှိတယ်တချို့ခွေးကလူမြင်ဟောင်းတယ်ဘုန်းကြီးမြင်ဟောင်းတယ်ကိုเจ้าနေတဲ့ဘုန်းကြီးလည်းမသိဘူးဟောင်းတာပဲကြိုက်ချင်တယ်မန်ထုတ်တယ်နော်တချို့ခွေးကြတော့အမီးနံပြီးတော့ကြိုးဆိုတယ်ဝါသနာပဲမတူဘူးသူကလည်းဇယိုက်တွေဆိုတာရှိဝါသနာနဲ့ဇယိုက်ဆိုတာအလေးကျင့်ဖြစ်နေတာဝါသနာဆိုတာအလေးကျင့်ပေါ်မှာမှီပြီးတော့အထုံရနေတာဒီလိုဆိုလို့ habitual practice ခေါ်အဲ့ဒီလိုဇယိုက်ဆိုအလေးကျင့်ဆိုရှိတဲ့ပုဂ္ဂိုလ်ဟာနော်ဘယ်ဘဝရောက်ဟောင်းတယ်ရန်လုပ်တယ်နွားဘဝရောက်ရင်လည်းတရှူရှူကျွဲဘဝရောက်ရင်လည်းတရှူရှူလုံးမှာပဲဘယ်ဘဝရောက်ငှဲ့ဘဝရောက်ရင်တောင်ငြိမ်းချမ်းမှာမဟုတ်ဘူးသူကရန်လုပ်တတ်တဲ့အလေးချင်းဖြစ်သွားတယ်အဲ့ဒါဇယိုက်ဝါဒနာလို့ခေါ်တယ်အဲ့ဒီဇယိုက်ဆိုးတွေနဲ့လောကကြီးမှာအမိုက်မျိုးတွေကလည်းပဲအများကြီးရှိတယ်ပေါ့အခုဒီပုံနာမာတာမထေရသူ့လောင်းလျာ90ကဘာတော့ကသူဟာငှက်တကောင်ဘဝမှာပဲရှိသေးတယ်ငှက်တကောင်ဖြစ်တဲ့အခိုက်မှာဖះနဲ့တွေ့လိုက်တယ်သို့တော့သူ့ဇယိုက်ကနော်သူ့ဇယိုက်ကမြတ်စွာဘုရားကိုဝိပဿနာမြတ်စွာဘုရားကိုတွေ့တဲ့အခါမှာတရားဟာသူမသိပေမဲ့အကောင်းအဆိုးမသိပေမဲ့စိတ်ချနှူးမှုတော့ရှိတတ်တယ်ပေါ့နော်စိတ်ချနှူးတာဖြစ်တတ်တယ်ဒါမို့သူဖြစ်လာတဲ့ငှက်ကဗမာပြည်မှာတော့ဘယ်ငှက်ဆိုတာတော့ပုံပန်းတဏ္ဍာတော့ပြောနေစက်ကဝက်ငှက်လို့ခေါ်တယ်စက်ကဝါကလို့ပါဠိလိုဆိုတယ်အဲ့တော့အကောင်ထဲတော့မသိဘူးစက်ကဝက်ငှက်အဲ့ဒီငှက်ဖြစ်တဲ့အချိန်မှာမြတ်စွာဘုရားကိုမြင်တော့သူ့စိတ်ထဲမှာကြည်နူးတယ်လောကလူကြည့်လိုက်လို့ရှိရင်ဒီလူကတော့ငါ့ကိုအန္တရာယ်ပြုမဲ့လူလားဒီလူကတော့အန္တရာယ်မပြုဘူးလားတိရစ္ဆာန်တွေလည်းမျက်စိပါတော့မျက်နှာကိုတော့တွေးမှာပဲပေါ့မျက်နှာတွေးလိုက်လို့ခင်မင်စရာမျက်နှာဆိုသူတို့စိတ်ထဲမှာလည်းခင်မင်တဲ့စိတ်ပေါ်မှာပဲဒါသဘာဝနော်ခင်မင်တဲ့စိတ်ပေါ်လာအဲ့တော့မြတ်စွာဘုရားမြင်တဲ့အခါမှာသူတို့စင်ဘဝနဲ့မြင်လိုက်တာဆိုတော့ဘဝရဲ့အတွေ့အကြုံတစ်ခုရာခင်မင်တဲ့စိတ်ပေါ်တယ်ခင်မင်တဲ့စိတ်ကိုကြည်ညိုတယ်လို့ပြောတာပေါ့ဒါပါပဲခင်မင်တဲ့စိတ်ကလေးပေါ်လာတဲ့အခါကျတော့သူနားနေတဲ့တပည့်ကြီးပေါ်အင်ဂျင်ပင်ကြီးပေါ်မှာအင်ဂျင်ပန်းလေးတွေကလည်းပွင့်နေတာဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အလေးအလာအရဘဝမှာလွတ်ခဲ့မှုတဲ့အလေးအလာအရမြတ်စွာဘုရားကိုအင်ဂျင်ပန်းလေးနဲ့သူကနှုတ်သီးနဲ့ကိုက်ချပြီးတော့ငှက်တို့ရဲ့သဘာဝပူဇော်တယ်လို့သူတို့ဆိုတယ်။တမန်အဖြစ်တော့လူတွေကထင်ကြမှာပေါ့ပုံပြင်လို့ထင်ကြ။ဒါပေမဲ့လို့တိရစ္ဆာန်ဟာလည်းပဲသူတို့ရဲ့စိတ်ကြည်နူးမှုတွေဒီလိုဖြစ်တတ်တယ်ဆိုတဲ့သဘောတရားကိုတော့အသိမှတ်ပြုချရမှာဖြစ်တယ်နော်အခုကိလိမ္မာတဲ့ခွေးကလေးတွေဟာလူရဲ့ပစ္စည်းလေးတွေကိုယူပေးတတ်တယ်ဆိုတာရှိတယ်လေပျောက်နေတဲ့ပစ္စည်းတွေလိုက်ရှာပြီးကောက်ချီပေးတယ်သင်ထားလို့ဖြစ်သည်ဖြစ်စေမသင်မဲဖြစ်စေသူဒလိစရိုက်အကျင့်ဆိုတာရှိဘုန်းကြီးတို့စကိုင်းမှာနေတော့က
ခွေးနှစ်ကောင်ရှိတယ်ခွေးနှစ်ကောင်သူ့အကျင့်လေးတွေနဲ့သူပဲနာမည်တွေတော့ပြောတော့ပါဘူးသူများတွေထိခိုက်လို့နော်ခွေးနာမည်ကလည်းပဲပေးထားကြတာတွေကရှိတယ်ပေါ့နော်အဲ့ဒီခွေးနှစ်ကောင်တကောင်ရဲ့အကျင့်ကဘာလို့ဆိုရင်သူစားနေတဲ့အချိန်တပြင်းခွေးလိုက်ဖယ်ပေးတယ်ဘယ်တော့မှဟောင်းတာကြိုက်တာမလုပ်ဖယ်ပေးလိုက်တယ်ပြီးတော့သူစားလို့ဝါပြီဆိုရင်ထမင်းခဲတွေကိုခိုက်ချီသွားပြီးတော့မြေကြီးထဲရက်ပြီးမြုပ်ထားလေးရှိတယ်ဒါသူ့ရဲ့စရိုက်သူသိလို့လှုပ်တာလားမသိလို့လှုပ်တာလားဒါသူဟာနောက်စားရင်စားဖို့ဆိုတဲ့အသည့်တွေသူ့မှာရှိတယ်ဆိုတာထင်ရှားတယ်ခွေးတိုင်းမလှုပ်ဘူးလေအဲ့ဒီခွေးသူ့နာမည်ကတော့လူမထိခိုက်ပါဘူးဂျော်ကီလို့ခေါ်တယ်နော်အဲ့ဒီခွေးတကောင်ကိုတွေ့မျက်မြင်မှာပဲအဲ့ဒီခွေးနောက်သူနဲ့အဖော်ခွေးတကောင်ကြတော့သူ့ရဲ့ဇေယိုက်ကတစ်မျိုးကျောင်းမှာအလူတန်းရှိလို့အပြင်မှာဒီစွန်းနေဟင်းနေဒဲအိုးကြီးတွေနဲ့အပြင်မှာချက်လေးရှိကြတာကိုမီးနဲ့ကြဲကြဲပြန့်ပြန့်အပြင်မှာပဲထွက်ပြီးတော့ချက်ကြတာအဲ့ဒါလို့ချက်တဲ့အခါမှာသူ့ကိုဘယ်သူမှဂျူတီချမထားဘူးထမင်းအိုးဟင်းအိုးတွေနာမှာသူကအိတ်နေပဲမသွားဒီပြင်ကောင်းနေလာရင်ထဟောင်းနေကြီးကန်းတော့အလားမခံသူ့ကိုလည်းဘယ်သူမှဂျူတီမချဘူးသူကသူစောင့်ရှောက်တာနော်ထူးထူးခြားခြားတွေ့ရတယ်ခွေနောက်တစ်ခါသူ့ရဲ့ဇေယိုက်တစ်ခုကဘာလို့ဆိုရင်ကျောင်းမှာလာတဲ့ဧည့်သည်တရက်နှစ်ရက်နေပြီးပြန်သွားလို့ရှိရင်သူကလိုက်မပို့ရရင်မကျေနပ်ဘူးကျောင်းဘဝထီအောင်သူကနောက်ကနေလိုက်ပို့တယ်ဒါသင်ထားတာမဟုတ်ဘူးသူဖြစ်တာဟိုထူးဆန်းတဲ့ဟာတွေဖြစ်တယ်ကျွတ်ပုံမြင်လို့ထင်နေမှာဆိုလို့ပြောတာနော်ပုံမြင်မဟုတ်ဘူးဘယ်သူမှလည်းမသိဘူးကျောင်းဆိုတာသူတို့ကလည်းခွေးလိုက်မယ်ကျောင်းမှာလာနေတယ်ခွေးလိုက်အဲ့တော့ကျောင်းမှာတရက်နေ့နေသွားတဲ့ဧည့်သည်ဆိုရင်သူကမျက်စိထဲမှာသိနေတဲ့အခါကျတော့အဲ့ဒီဧည့်သည်ပြန်ရင်သူကကျောင်းဘဝထီအောင်လိုက်သွားတယ်ငဲတန်းလိုက်ပို့တရက်တော့အဲ့ဒါကိုစုံစမ်းမှုအနေနဲ့အဲ့ဒီခွေးကိုလိုက်မပို့အောင်လို့ဆိုပြီးတော့တကယ်လိုက်ပို့တာဟုတ်သလားဆိုသူ့ကိုကြိုးနဲ့ခြိထားသူမျက်စိရောက်ကဧည့်သည်သွားတာအထုပ်ကြီးရွက်ပြီးတော့သွားတာမြင်တဲ့အခါကျတော့ယုံနေတာသူလိုက်မပို့ရလို့ယုံနေတယ်ကဲကြိုးဖြီပြီးလွတ်လိုက်တဲ့အခါဟိုကကျောင်းဘဝရောက်နေအပြေးလိုက်သွားတယ်ဘာလို့မဟုတ်ဘူးသူလိုက်ပြီးတော့အဲ့ဒီအပေါက်ကမှပြန်လာခဲ့တာဒါသူဇေယိုက်ပဲအဲ့ဒါလိုပဲအခုစက်ကဝက်ကစက်ကဝါကစက်ကွဲငှက်လေးဟာသူ့ရဲ့အလေးအကျင့်ကြောင့်ဖြစ်လိမ့်မယ်မြတ်စွာဘုရားကိုမြင်လိုက်တာနဲ့စိတ်ထဲမှာကြည်နူးတယ်ကသူ့မှာပိုင်ဆိုင်တာဘာတစ်ခုမှမရှိတာသူနားနေတဲ့တစ်ပင်မောကပန်းမွင့်လေးကိုနှုတ်သီးလေးနဲ့ခြီးပြီးတော့ဖျားစီချပေးဒါပူဇော်တယ်လို့ပြောတယ်လူလိုတော့ဘယ်ဟုတ်မလဲဩဃတာတွေပဲပါမလို့နော်ပန်းနေရည်အလှထိုးပြီးတော့ဘယ်ဟုတ်လဲသူကဖျားရှိမှာပန်းမွင့်လေးချွေချတဲ့သဘောတော့ဟုတ်မှာပေါ့နော်အဲ့ဒါလို့သူဟာတမင်္ဂလာစေရနာနဲ့လှုပ်တဲ့အလေးထားလေးဒီစိတ်ကြည်နူးတဲ့ကုသိုလ်ကောင်းမှုကြောင့်သူဟာငှက်ဘဝကသေဆုံးသွားတဲ့အခါမှာလူဖြစ်လိုက်နတ်ဖြစ်လိုက်နဲ့ကောင်းရသူတိဘုံလေးရောက်သွားဒီကံတရားလေးကသူ့ကိုစောင့်ရှောက်သွားလူရဲ့တဏ္ဍာမှာဖြစ်တဲ့ကောင်းမြတ်တဲ့စိတ်တွေသဘောထားတွေဟာလူကိုစောင့်ရှောက်ပေးသွားဒီစိတ်ဒီကုသိုလ်လေးကသူ့ကိုစောင့်ရှောက်ပေးသွားတယ်လို့ဆိုတာအဲ့ဒီကနေပြီးတန်တရားထဲမှာလဲလာလိုက်တာ60ကဘာကနေဒီဗဒ္ဒကဘာရောက်လာဗဒ္ဒကဘာရောက်လာတဲ့အခါမှာကတ္တဝမြတ်စွာဘုရားနော်18ကဘာမှာသူက18ခုမြောက်ကဘာမှာသူလူလာဖြစ်သေးတယ်အဲ့လိုလူဖြစ်တဲ့အခါကျတော့သူကစကြဝဠာမင်းဘဝကိုရောက်ခဲ့ဘူးတယ်ပေါ့အဲ့ဒါလောက်ထိသူ့ရဲ့ကုသကံအရှိန်ကောင်းလာတယ်နောက်ဒီကဘာရောက်တဲ့အခါကတ္တဝမြတ်စွာဘုရားလက်ထက်ရောက်လာသို့တော့မြတ်စွာဘုရားပြိဋိဘံစံတော်မှသူကလူလာဖြစ်တာဘုန်းကြီးတို့လူပဲပေါ့ခုတည်းမှာပြောလိုက်မယ်ဆိုကတ္တဝဘုရားရဲ့သာသနာနောက်ပိုင်းမှာသူလူလာအခုဟာဘုန်းကြီးတို့တွေဟာဂေါရဝမြတ်စွာဘုရားပြိဋိဘံစံတော်လို့သာသနာတော်2000
ဟုတ်လား961ရောက်နေပြီလေပြိဋိဘံစံပြီးတဲ့နှစ်ပေါင်းဟာ2561ဖြစ်နေပြီနောက်ပိုင်းလို့ခေါ်မှာပေါ့အဲ့ဒီလိုအချိန်မှာသူလည်းပဲကသဗ္ဗမြတ်စွာဘုရားပွင့်ပြီးဘုရားပြိဋိဘံစံသွားပြီးတဲ့နောက်ပိုင်းသာသနာမှာလူလာဖြစ်တယ်အဲ့တော့အားလျှော့နဲ့နောက်ပိုင်းရောက်ပြီမှတော့နော်သူဟာအဲ့ဒီလိုနောက်ပိုင်းမှာလူဖြစ်တဲ့အချိန်လေးပါချမ်းသာကြွယ်ဝတဲ့သူကြွယ်တယောက်အနေနဲ့ဖြစ်လာတယ်အဲ့ဒီသူကြွယ်ဖြစ်ပြီးတော့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာဘုန်းကြီးဝတ်တယ်ပေါ့ဘုန်းကြီးဝတ်ပြီးတော့တရားဓမ္မအားထုတ်တယ်တရားအားထုတ်တယ်သို့သောဘာတရားဓုမှမရဘူးဘာတရားဓုမှမရဘူးသိသွားတယ်ဘဝဆုံးသွားပြန်တယ်ကသဗ္ဗဘုရားနောက်ပိုင်းသာသနာမှာဝင်ပြီးဘုန်းကြီးဝတ်တယ်သိသွားတယ်အဲ့ဒီကနေပြီးတော့ဂေါရဝမြတ်စွာဘုရားပွင့်တဲ့အခါမှာသူပြန်ပြီးတော့ပေါ်လာပြန်တယ်တာဝတိမြို့မှာသမိဋ္ဌိဆိုတဲ့ပုံနာရဲ့အိမ်မှာလူလာဖြစ်ပြန်တယ်သမိဋ္ဌိပုံနာရဲ့သားလာပြီးတော့ဖြစ်တယ်နော်အဲ့လိုသမိဋ္ဌိပုံနာရဲ့သားအဖြစ်ကိုရောက်တဲ့အခါမှာဘာမှထဲ့မထားတဲ့အိုးတွေမှန်သမျှသူမွေးလာတဲ့နေ့မှာထူးထူးခြားခြားရွှေမတ်စီတွေအိုးတွေအကုန်လုံးအပြည့်ရောက်နေတယ်ဒါထူးခြားချက်ပဲเนาะထူးခြားလာကံကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကလူထူးခြားမှုတွေဖြစ်တတ်တယ်မွေးတဲ့နေ့မှာထူးခြားမှုတွေဖြစ်တယ်ဒီအင်္ဂုလိမာလမွေးတဲ့နေ့ပါဆိုလို့ရှိရင်လက်နဲ့တွေကအယောင်တွေလက်ထွက်ကုန်နော်အယောင်တွေတလက်ထွက်တယ်ဒီလိုအထူးခြားလေးတွေကတော့ဖြစ်တတ်တယ်ပေါ့လူတွေထူးခြားတာဖြစ်ဘူးတဲ့လူမှတ်ထားကြပါဦးကိုမွေးတော့ဘာဖြစ်တုံးနော်တခုတော့ဖြစ်မှာဘာမှမဖြစ်ဘူးဆိုရင်လည်းမထူးခြားသေးဘူးပေါ့နော်ထူးထူးခြားခြားသူမှတော့အိမ်မှာရှိတဲ့အိုးတွေဘာမှမထည့်ထားတဲ့အိုးတွေဆိုလို့ရှိရင်ရွှေမတ်စီလေးတွေအပြည့်သူအိုးတွေထဲမှာရောက်ရှိနေတယ်တဲ့အဲ့ဒါကြောင့်မို့လို့သူ့ကိုမာတဆိုတဲ့စကားလုံးနဲ့ပဲလို့လည်းခေါ်တာပေါ့လေလွယ်အောင်ပြောလိုက်တာမတ်ဆိုတာမာတကိုပြောတာနော်အဲ့ဒီရွှေမာတပဲစိတ်လေးတွေပေါ့အဲ့ဒါလေးတွေရှိတာကိုကြည့်ပြီးသူ့ကိုပုံနာမာတတွေနဲ့ပြည့်တယ်လို့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ဒီနာမည်လေးပေးလိုက်တာတဲ့အဲ့တော့သူ့ဘဝဟာဒီဂေါရဝမြတ်စွာဘုရားလက်ထက်မှာတာဝတိမြို့ကသမိဋ္ဌိပုံနာအိမ်မှာလာမွေးလို့ပုံနာမာတဆိုတဲ့နာမည်ကိုရတယ်အဲ့ဒီပုံနာမာတဆိုတဲ့နာမည်ရတော့သူဟာဗြဟ္မဏလူမျိုးဖြစ်သည့်အတွက်ကြောင့်ဗြဟ္မဏလူမျိုးတွေအားလုံးဟာမလုပ်ရ48နှစ်အိမ်တော်မပြုတ်ရဘူးစာသင်ရတယ်ဝေဒကျမ်းတွေကိုသင်ရတယ်ဒါကိုဗြဟ္မဏသိပ္ပဗြဟ္မဏဝိဇ္ဇာလို့ခေါ်တယ်အဲ့ဒီဝေဒကျမ်းတွေကိုတက်မြောက်အောင်သင်ယူရတယ်သက်48နှစ်ထိအဲ့တော့48နှစ်ထိဝေဒကျမ်းတွေကိုတစ်ဖက်ကခတ်တီတိုင်အောင်သူဟာတက်မြောက်သွားတယ်တက်မြောက်သွားတဲ့အခါမှာသူတို့ရဲ့ထုံတန်းစင်လာရအိမ်တော်ပြုတ်တယ်အိမ်တော်ပြုတ်တော့တားယောက်ျားလေးတူသူကမွေးဖွားရရှိတယ်ပေါ့အဲ့ဒါလို့သားတယောက်မွေးဖွားလာတဲ့အချိန်မှာတာဝတိမြို့ဆိုတော့မြတ်စွာဘုရားနဲ့လည်းမကြဆုံကောင်းဆုံနိုင်မယ်ဘုရားစီရောက်တော့ဘုရားကိုကြည်ညိုတဲ့စိတ်နဲ့သူဟာတရားနာတယ်ဘုရားထံသွားတယ်အဲ့ဒါလို့တရားနာတယ်ဘုရားထံသွားတဲ့အခါသူ့ရဲ့အသိဉာဏ်တွေဟာတိုးတက်ပြောင်းလဲလာတယ်လူတိုင်းမှာဒါရှိပါတယ်ကိုယ်ဘဝကိုချင်းဘယ်တော့မှကိုယ်ဘဝအစတင်ပြီးတော့ပြောင်းလဲလာတယ်လဲဆိုတာကိုယ့်ကိုရှိတယ်နော်တခုကြောင့်ပြောင်းလဲလာမှုတွေရှိတတ်တယ်ပေါ့အဲ့ဒီမှာ
စိတ်ဝင်စားလာတယ်ပေါ့ဘာသာတရားနဲ့ပတ်သက်ပြီးစိတ်ဝင်စားလာလို့မြတ်စွာဘုရားထံမှာတရားနာတယ်နောက်ဆုံးကြတော့ဘုန်းကြီးဝတ်လိုက်တယ်ပေါ့ဘုန်းကြီးဝတ်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့စတုသစ္စာကမ္မထံကိုကျူပန်းအထုတ်တယ်သစ္စာလေးပါးကိုအထုတ်တယ်လို့ဆိုတာတခြားမဟုတ်ဝိပဿနာတရားကိုအထုတ်တာပဲဝိပဿနာကျင့်စဉ်ကိုအချင်းချုပ်ပြောတာဟာသစ္စာလေးပါးပဲဖြစ်တယ်ပေါ့မဂ္ဂသစ္စာဆိုတာဒီကမ္မထံအထုတ်တဲ့အသိဉာဏ်ကျူပန်းအထုတ်မှုတွေအဲ့ဒါတွေကိုမဂ္ဂသစ္စာလို့မဂ္ဂင်၈ပါးနဲ့သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပဆိုလိုတာကမဂ္ဂသစ္စာနဲ့တရားထုတ်တယ်ဆိုတာဘာပြောတာတော့ဆိုရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုပြီးတော့သီလဆောက်တည်တယ်ဘုန်းကြီးသီလသူမှရှိသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိနဲ့သမာဓိထူထောင်တယ်သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပနဲ့ဝိပဿနာဉာဏ်ကိုထူထောင်တယ်ဒါဟာမဂ္ဂင်၈ပါးတဲ့ကဒီမဂ္ဂသစ္စာတည်ထောင်တယ်လို့ခေါ်တယ်အဲ့တော့အဲ့လိုထောင်ပြီးတော့ရှုမြင်တဲ့အခါမှာဘာကိုရှုမြင်တာတုံးလို့ဆိုဒုက္ခသစ္စာကိုရှုမြင်တယ်ဒုက္ခသစ္စာဆိုတာဘာတွေတုံးဆိုရင်ဥပါဒณะခန္ဓာ၅ပါးကိုဒုက္ခသစ္စာလို့ခေါ်တာဥပါဒณะခန္ဓာ၅ပါးဆိုတာဒီငါဟာလို့ဆွဲလန်းမှုနဲ့ပတ်သက်နေတဲ့ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဝိပဿနာအာယုံအဖြစ်ဖြင့်ရှုမှတ်တယ်အဲ့တော့မဂ္ဂသစ္စာနဲ့ဒုက္ခသစ္စာကိုရှုတယ်လို့ဆိုတယ်နော်ဝိပဿနာရှုတယ်ဆိုတာဒါပဲလေဝိပဿနာရဲ့ရှုစရာအာယုန်တွေမှန်သမျှဒုက္ခသစ္စာပဲပေါ့ဒုက္ခသစ္စာရဲ့အာဟာတွေကိုရှုတာအဲ့ဒါလို့ရှုလိုက်တဲ့အခါမှာဘာကိုဖယ်ရှားနိုင်တော့ဆိုတော့ဒုက္ခကိုဖြစ်စေတဲ့သမုဒိယတဏှာကိုဖယ်လိုက်နိုင်တယ်တဏှာကိုဖယ်လိုက်နိုင်တော့ဘာကိုရတော့ဆိုရင်ဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကိုရတယ်လို့ဆိုအဲ့ဒါက reset ပဲပေါ့နော်ဒုက္ခသစ္စာကိုမဂ္ဂသစ္စာနဲ့ရှုမှတ်ပွားများလိုက်တဲ့အခါမှာនិရောဓသစ္စာကိုမြင်ပြီးသမုဒယသစ္စာကိုဖယ်ရှားလိုက်ခြင်းဟာသစ္စာ၄ပါးနဲ့ပတ်သက်တဲ့ကမ္မထာမဲ့ပေါ့အချင်းချုပ်ဝိပဿနာအလုပ်ကိုပြောခြင်းနဲ့ဆိုရင်ဒါလည်းပဲပြောဒုက္ခသစ္စာကိုရှုမယ်ဘာနဲ့ရှုမလဲမဂ္ဂသစ္စာထူထောင်ပြီးရှုမယ်မဂ္ဂသစ္စာဆိုတာသီလရဲ့သမာဓိရဲ့ပညာရဲ့အဲ့ဒါနဲ့ရှုလိုက်တယ်ရှုလိုက်တဲ့အခါကျတော့ရဇတ်အနေနဲ့ဘာရဒုက္ခនិရောဓဆိုရယ်အဲ့ဒီဒုက္ခတွေအလုံးချုပ်ငြိမ်းသွားတဲ့နိဗ္ဗာန်ကိုတွေ့တယ်နိဗ္ဗာန်ကိုတွေ့တာနဲ့တပြိုင်နက်ဒုက္ခသမုဒိယဒုက္ခကိုထုတ်လုံးနေတဲ့တဏှာနဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြလိုက်ဒါဟာအကျိုးမြတ်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့သစ္စာ၄ပါးဆိုဒီမှာဒုက္ခသစ္စာဆိုတာပိုင်းခြားသိဖို့အတွက်ဖြစ်တယ်သမုဒိယသစ္စာဆိုတာဖယ်ရှားပြစ်ဖို့အတွက်ဖြစ်တယ်និရောဓသစ္စာဆိုတာမျက်မှောက်ပြုဖို့ဖြစ်တယ်မဂ္ဂသစ္စာဆိုတာတိုးပွားလာအောင်လုပ်ရမှာဖြစ်တယ်ဒါကိုပဲတပည့်ဆက်ကြတရားမှာလည်းပဲဒါကိုဟောတာပဲအဲ့ဒီသစ္စာ၄ပါးကမ္မထံတရားကိုကျိုးပန်းအားထုတ်လိုက်တာသူဟာနောက်ဆုံးမှာဝိပဿနာဉာဏ်နဲ့ရင့်ကျက်လာပြီးတော့ဉာဏ်နာဖြစ်သွားတယ်ဟောဉာဏ်နာဖြစ်သွားတယ်ဉာဏ်နာဖြစ်သွားပြီဆိုတဲ့သူဟာဝေတခုအသိဉာဏ်ဖြင့်ပေါက်ရောက်နေတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်သမိတစိတ်နှလုံးအေးချမ်းမှုတွေငြိမ်းချမ်းမှုတွေကိုရတယ်ယတတမျက်စိနာနာလျာကာယဆိုတာတွေဟာထိမ့်သိမ်းဆောက်ရှောက်မှုအောက်မှာစိတ်တွေဟာလည်းထိမ့်သိမ်းဆောက်ရှောက်မှုအောက်မှာရောက်သွားပြီလွတ်နေတာဆိုတာမရှိတော့ဘူးအေးလောကကြီးရဲ့အဖြစ်အပျက်တွေအားလုံးမြင်လို့အဲ့ဒီလိုကောင်းမြတ်တဲ့အခြေအနေတစ်ခုသူဟာရရှိသွားပြီယဟန်ဒီရဲ့တဘာဝအားလျော်စွာတောထဲမှာနေထိုင်ပြီးတော့တရားဓမ္မတွေကြည်ကြကျုပ်ကိုပွားများအားထုတ်ပြီးတော့နေတယ်တဲ့နော်အဲ့ဒါလို့နေတဲ့အခါမှာစိတ်မကုန်သေးတဲ့သားငယ်လေးတယောက်နဲ့ရှိနေတဲ့သူလူဘဝတုန်းကဇနီးကလိုက်လာတယ်လိုက်လာပြီးတော့သူ့ကိုအမျိုးမျိုးပြောတယ်နာပါချတယ်ပေါ့လူပေါင်းပြန်လာဖို့အမြဲတမ်းပြောဆိုနာပါချအဲ့ဒါလို့
ပြောတဲ့အခါမှာသူပြန်ပြောတဲ့စကားလေးအခုပြောတဲ့အမှတ်တရစကားပဲဖြစ်တယ်ပေါ့နော်အဲ့ဒီချိန်မှာသူကသူ့ရဲ့ဇနီးကိုပြောလိုက်တာဘယ်လိုပြောတော့လို့ဆိုသူပြောပုံပြောနေလေရတော့သူကသူဟာလူဘဝကိုပြန်လာနိုင်တဲ့ရွယ်ချက်မရှိတော့ဘူးသူစိတ်ဟာလည်းပဲမပြောင်းလဲတဲ့တည်ငြိမ်တဲ့အနေအထားမျိုးကိုရသွားပြီတွေ့တာမှုတွေအလုံးကိုသူဟာတခုမှမကြမ်းဖယ်ရှားထားပြီးသားဖြစ်သည့်အတွက်ကြောင့်ဘယ်တော့မှသူနောက်ကြောင်းပြန်မှာမဟုတ်ဘူးဆိုတာကိုသိစေလို့ဒီအမှတ်တရစကားကိုပြောတာတဲ့နော်အဲ့တော့ဒီအမှတ်တရစကားလေးကဝိဟရိအပိက္ခံဣဒဝါဟုရံဝါသူခန္ဓာကိုယ်ပေါ်မှာလည်းပဲတွေ့တာမှုတဏှာကိုဖယ်လိုက်ပြီဒီနေရာမှာဝိဟရိဆိုတဲ့အသုံးလေးကတော့ထူးဆန်းတဲ့အသုံးလေးဖြစ်တယ်နော်ဒီပြည့်နေရာမှာဆိုရင်ပဇဟိပဲစွန့်မြည်လို့ပေးတဲ့သဘောမျိုးဝိဟရိကဒီနေရာမှာနေထိုင်နေဆိုအဓိပ္ပာယ်မရဘူးသူကဣဒဝါဒီဘဝဒီခန္ဓာပဲဖြစ်စေဟုရံဝါနောက်ဘဝနောက်ခန္ဓာပဲဖြစ်စေသို့မဟုတ်ဣဒဝါဤငါခန္ဓာပဲဖြစ်စေဟုရံဝါတခြားလူရဲ့ခန္ဓာကိုယ်ပေါ်ပဲဖြစ်စေအပိက္ခံငဲ့ညာတယ်တွေ့တာတယ်တတ်မဲ့တယ်ဆိုတဲ့တဏှာကိုဝိဟရိငါဟာဖယ်ရှားပြီးသားဖြစ်နေပြီဆိုလိုတာနောက်ကျောင်းမပြန်တော့ဘူးဆိုတာတွေ့တာမှုတွေဖြတ်တောက်ပြီးလို့ရှိရင်ဘယ်တော့မှနောက်ကျောင်းမပြန်တွေ့တာမှုရှိနေသေးရင်တော့နောက်ကျောင်းပြန်အောင်မှာပဲနော်တွေ့တာမှုရှိနေစိုးရိမ်တဲ့ကရှိနေသေးတာအဲ့ဒါကြတော့နောက်ကျောင်းပြန်သူပြောလိုက်တာဒီဘဝဒီခန္ဓာနောက်ဘဝနောက်ခန္ဓာသို့မဟုတ်ကိုယ်ခန္ဓာသူခန္ဓာဘယ်ခန္ဓာကိုပေါ်မှတွေ့တာတယ်တတ်မဲ့တယ်ဆိုတာသူမရှိတော့ဘူးအဲ့ဒါတွေကိုအလုံးဖယ်ရှားပြီးပြီတို့သူ့ဘဝမှာတွေ့တာမှုတွေဟာလုံးဝမရှိတော့ဘူးဆိုတာကိုရှင်းပြောယောဝေတကူသမိတော်ယတတော်တဲ့ဘာကြောင့်ဒီလိုမရှိတာတော့ဆိုလို့ရှိရင်ဝေတကူသူကအသိဉာဏ်နဲ့နိဗ္ဗာန်ထီအောင်ရောက်ရှိပြီးသားဖြစ်နေပြီပေါ့နိဗ္ဗာန်ကိုသွားတယ်ဆိုတာအသိဉာဏ်နဲ့ပဲသွားလို့ရတယ်တခြားနည်းနဲ့နိဗ္ဗာန်သွားလို့မရဘူးနော်နာဟိဧတေဟိယာနေဟိကိစေယအကတံဒိတံဘယ်တော့မှမရောက်ဘူးတဲ့အရက်ကိုသွားမယ်ဆိုရင်လိမ်မြန်စီးသွားလို့လည်းမရဘူးကားနဲ့သွားလို့လည်းမရဘူးဘာစီးသွားလို့မှမရဘူးမဂ္ဂင်၈ပါးနဲ့ပဲသွားမယ်လို့ဆိုလို့တယ်နောက်ဆုံးမှဉာဏ်နဲ့ပဲနိဗ္ဗာန်မြင်မယ်အဲ့တော့ဝေတကူဝေဒဆိုတဲ့မဉဏ်နဲ့နိဗ္ဗာန်ကိုရောက်ပြီးသွားပြီနိဗ္ဗာန်ဆိုတာကိုတွေ့ပြီးပြီသမိတကိလေသာတွေအလုံးလည်းငြိမ်းသွားပြီယတတစိတ်နှလုံးဟာလည်းပဲအလုံးဟာတည်ငြိမ်နေပြီရောက်ရခတ်တဲ့သဘောတွေ emotion တွေသူ့တဏ္ဍာမှာမရှိတော့ဘူးအလုံးဟာတည်ငြိမ်နေတယ်အဲ့ဒါလို့တည်ငြိမ်ပြီးတော့အခုလို့ဖြစ်သွားတာဟာတခြားကြောင့်မဟုတ်ဘူးတဲ့သဗ္ဗေတုဓမ္မေတုအနုပလိတောဘယ်အရာကိုပဲဖြစ်ဖြစ်ငါလို့လည်းမမြင်ဘူးငါဟာလို့လည်းမမြင်ဘူးအဓိကငါလို့မြင်တာဒိဋ္ဌိရဲ့အမြင်ငါဟာလို့မြင်တာတဏှာရဲ့အမြင်ဒီလိုဆိုလိုတယ်နော်လွဲမှားပြီးတော့ငါလို့ထင်နေတာလွဲမှားပြီးတော့ငါလို့ထင်တာဒိဋ္ဌိကထင်တာလွဲမှားပြီးတော့ငါဟာလို့တွေးတာတဏှာကတွေးတာတတ်မဲ့တာဖြစ်တယ်အဲ့တော့ဒီတဏှာနဲ့ဒိဋ္ဌိကိုဥပါဒံလို့ခေါ်တာဥပါဒါနဖန်ဆုပ်ထားတာလူရဲ့စိတ်ကိုဖန်ဆုပ်ထားဖန်ဆုပ်ထားတယ်ဆိုတာဘယ်လောက်မြဲတယ်လဲလွယ်လွယ်နဲ့တော့ယုံထွက်လို့ရမှာမဟုတ်ဘူးမိချောင်းကဟာလို့မိချောင်းကသားကောင်ကိုဖန်ဆုပ်ထားတဲ့အခါမှာသူ့ပါဇက်ကယုံထွက်ဖို့မတမ်းမှခဲရင်တယ်ပေါ့ဘယ်လောက်ကြီးတဲ့အကောင်ကြီးတွေပဲဖြစ်ဖြစ်မိချောင်းပါဇက်ထဲမှာရောက်သွားပြီဆိုရင်ယုံထွက်ဖို့ဆိုတာလွန်ခဲရင်သွားပြီအဲ့ဒါလိုပဲဘုန်းကြီးတို့တွေရဲ့စိတ်ဟာဥပဒံကယုံထွက်ဖို့ရအလွန်ခဲရင်တယ်တဏှာဆိုတဲ့သုတ်ကင်ထားမှုဒိဋ္ဌိဆိုတဲ့မှားတဲ့အမြင်ကနေယုံထွက်နိုင်ဖို့မဖြစ်တော့ဘူးဟောသူကိုယ်တိုင်ကတော့ကျင့်ကြံကြိုးကိုအားထုတ်ထားတာကြောင့်မို့လို့တပ္ပေတုဓမ္မေတုအနုပလိတောတဲ့ဘာပဲမြင်မြင်ဘာပဲကြားကြား
ဘာနဲ့ပဲတွေ့လောကမှာရှိသမျှသဘာဝတရားတွေအားလုံးအပေါ်မှာသူဟာဖန်ဆုပ်တတ်တဲ့တဏှာဒိဋ္ဌိသူ့မှာမရှိတော့ဘူးလို့ဆိုလို့တယ်နော်သူ့ကိုချုပ်ကိုင်နိုင်တဲ့တရားတွေသူ့မှာမရှိတော့ဘူးအလုံးဖယ်ရှားပစ်ပြီးပြီဒါကြောင့်မို့သူဟာနောက်ကြောင်းပြန်လာမှာမဟုတ်တော့ဘူးဆိုတာကိုရှင်းပြတဲ့သဘောပဲဖြစ်တယ်ပေါ့နောက်ဆုံးမှာဒီလိုဖြစ်ရခြင်းဟာလောကတဆင်ညာဥဒယဘယလောကကြီးရဲ့မတည်မြဲတဲ့ဖြစ်ပေါ်လာမှုပျက်စီးသွားမှုဆိုတဲ့ဒီအနိစ္စသဘောတရားကိုသူရှင်းရှင်းလင်းလင်းကြီးမြင်ထားလို့ပဲဖြစ်တယ်ဆိုတာကိုထုတ်ဖို့ပြောကြားလိုက်တာပဲဖြစ်တယ်အေးပုံနာမတမထေမြတ်ကသူ့ရဲ့ဓမ္မအမြင်ကိုရှင်းလင်းပြောကြားခြင်းအပြင်နော်ဓမ္မအမြင်ကိုရှင်းလင်းပြောကြားခြင်းအပြင်သူဟာနောက်ကျောင်းပြန်လာမဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာသူ့ဇနီးတဲ့အားအတိပေးလိုက်တဲ့စကားပဲဖြစ်တယ်အဲ့ဒီစကားသည်ပင်သူ့အတွက်အမှတ်တရစကားလို့ဒီလိုစာပေကျမ်းကမှာမှတ်တမ်းတင်ထားတာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ပုံနာမာတမထေမြတ်ရဲ့အမှတ်တရစကားဟာသူ့ဘဝနဲ့ဆက်ဆက်ပြီးတော့ပြောထားတဲ့စကားဖြစ်သည့်အတွက်ကြောင့်ဘုန်းကြီးတို့တွေလည်းသူလမ်းကြောင်းအတိုင်းလိုက်လို့ရှိရင်ဒီလမ်းအတိုင်းပဲအခုလိုအခြေအနေကောင်းတစ်ခုကိုရရှိမှဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကိုယ့်ရဲ့အမှတ်တရစကားတွေပြောနိုင်တဲ့နေ့ကိုမျှော်လင့်လျက်နော်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတဝါများစွာဖေးရန်กว่าဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေသက်ရှိချမ်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ပါစေဖုံးလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိသဗ္ဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုအမေတ္တတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမ်းမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်းဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထောင်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်းဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိတည်းဟုသောယတန်တို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်တည်း